မရှိဘူးသူများလင်ယောက်ကြားရင်းများကိုမောဆောင်ဇနီးတဲ့ကိုတယူတရားဆောက်ရှောက်ကြတယ်လို့ကြားဖို့တယ်မမိုးဟိအတွက်ကတော့ပုံမြင်နေတာဖြစ်နေပါတယ်ညာဘီကစား3-4လလောက်တာချစ်ခင်တဲ့အမူအရာမြင်ခဲ့ရတယ်အံ့ဩစရာကောင်းလိုက်တာကျင်းစာတင်းနေသူလို့အပြောင်းလဲကြီးပြောင်းလဲသွားပုံကမယုံနိုင်စရာကောင်းလာတယ်အေးလေသူတကယ်ချစ်တာမဟုတ်လို့လေညာကစားလှတော့ပတော့တာအသစ်ဆက်ဆက်အဖြစ်နဲ့ချစ်တယ်လို့ထင်ခဲ့တာနေမှာပေါ့ကိုဝင်ရှိလို့ဘိုက်ထွက်လာနဲ့အနာမကတ်တော့ဘဲနဲ့စိန်ကားသွားတာနာကြီးစရာသာမကဘဲနဲ့ဆက်စုပ်စရာလည်းကောင်းလာတယ်မွေဖွားရက်ကနီးနေပြီနေလားညလားမသိဘူးတော်တတေမောကလည်းမေးပေါ်မရအောင်ကိုဘွားကိုတီလို့မမွေးလက်စွပ်ကလေးတကွင်းရောက်ပြီးတော့လက်ထဲမှာငွေ6000အတစ်ဆောင်ထားရတယ်နှစ်စီးပွားကိုတစ်စီးပွားပေါင်းထားပေးမယ်လေသူတို့စီမှာလက်ဖြန့်ခံပြီးတော့မတောင်းချင်ဘူးမမေဆုံးပြီးရဲ့နောက်မှာမမွေးတို့ချန်နဲ့အိမ်ကိုရောင်းလိုက်တာ28သိန်းရတယ်လို့သာသိရတယ်ငွေတပြားမှမထိမကင်လိုက်ရအောင်ဘက်မှာအပ်ထားတယ်လို့ပြောတယ်ဘသူနာမည်နဲ့အပ်တာလည်းမသိဘူးမေးလည်းမမေးမိဘူးအိမ်တော့ချစ်တော့ခင်တော့မို့အားလုံးကိုယုံနေအခုတော့သိနေပြီဘာမှလည်းမမျှော်လင့်ချင်တော့ကို့ဘာသာအဆင်ပြေအောင်သာစဉ်းစားတယ်လက်စွပ်ရောင်းတဲ့ငွေကုန်ရင်ကိစ္စမရှိဘူးလက်ဝတ်လက်စာတွေရောင်းစရာအများကြီးကြံသေးတယ်တော်သေးတယ်လက်ဝတ်လက်စာတွေကိုဘသူ့ကိုမှမအပ်မိဘူးကို့လက်ထဲမှာအားလုံးရှိတယ်ငွေရင်ဖိုင်းလိုအပ်မယ်ထင်တာဒေါ်တောင်းရဲ့အကူအညီနဲ့ကို့ဘာသာဝယ်ယူစုဆောင်းထားတယ်ကလေးအတွက်လည်းအနီးပိတ်နေတော့ကဝတ်စရာအဝတ်ကလေးတွေဝယ်ထားပြီးလည်းဖြစ်ပါတယ်ကိုရင်သူကိုမြတ်တာအပြည့်ပေးခြင်းတယ်ကိုယ်တိုင်နှုတ်တိုင်မွေးမယ်လို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့နှုတ်မထွက်ခဲ့ရင်လည်းလိုမမဲနှုတ်ဘူးနှုတ်မဘူးဖြော်ခွက်အဲ့ဓာတွေကိုလည်းဝယ်ထားတယ်မွေးရမအောင်ကြောက်ပေမဲ့လည်းခလေးအတွက်ပြင်ရစင်ရတာအားတက်တယ်ตาလေးများဖြစ်ရင်မမွေးခင်ရပြီအတွေ့နဲ့အားကိုးချင်မိပါတယ်ဒါပေမဲ့သမီးကလေးမွေးရင်လည်းချစ်မယ်ငါသမီးလေးကြိုင်တော့ငါလိုကံမစိုးစေအောင်ငါလိုအနိုင်ကျက်ကအနှိမ့်ဆက်ခံမဖြစ်စေအောင်သမီးလေးကိုချစ်သူနဲ့တူကြည်နူးစရာတာယာတဲ့အိမ်အောင်ဖြစ်အောင်ကြိုတင်ပြင်ဆင်ပေးမယ်လို့ဆုံးဖြတ်ထားလိုက်တယ်တာမန်သမီးမမသိရသေးတဲ့ဘိုက်ထဲကကလေးကိုရှိမဲ့နေအောင်မှန်းပြီးတော့ဘိုက်ထဲကကျင်နာစွာနဲ့ပုတ်သက်ပေးနေမိပါတယ်မမိုးအိယာနေလက်နိုးလာတယ်နာကျင်တဲ့ဝေဒနာကြောင့်အိယာနေလက်နိုးလာတယ်ခါစီကကိုက်ခဲတဲ့ဘိုက်ကလည်းနာတယ်အသေးချာစဉ်းစားကြည့်တော့ဘယ်နာကနာနေတယ်လို့အတိအကျမသိဘူးတကူလုံးကနာနေတယ်လို့စိတ်ထဲမှာထင်မိတယ်အခန်းထဲကနိုင်ငံပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ည7 နာရီထိုးကန်နေပြီထုံးစံတိုင်းအိမ်ညအိမ်မှာနေမင်းတရားမရှိဘူးကားလည်းမရှိဘူးနေမင်းတရားသွားလေရောက်ကားယူသွားတယ်မမိုးအိယာနေအသားရထားတယ်ခါရရပုံနာတယ်ဘေးနားမှာအသိရှိတဲ့ပတ်စံအကိုယူလိုက်တယ်အိမ်အောက်ကိုဆင်းခဲ့တယ်နာလုံးလို့မြင်မြင်မဆင်းနိုင်ဘူးတေကားလက်ရံကိုကင်ပြီးတော့ဖြည်းဖြည်းချင်းဆင်းရတယ်ဘေးမှာတွဲကူသူမရှိဘူးစိတ်ထဲမှာအားငယ်မိတယ်အမေရဲ့အမေရှင်ကောင်းပါပဲလို့အမေကိုတားမိတယ်ဘိုက်ထဲမှာမခံမရနိုင်အောင်နားတယ်မွေးတော့မေးထင်တယ်အိမ်အောက်ထရောက်တော့ဒေါ်သားကအိမ်နေပြီထင်ပါတယ်ဒေါ်သားဟေးမမိုးဘိုက်နာနေလို့ပါမွေးကန်နေပြီထင်တယ်ညာကြီးမအေးကိုနေရလည်းမရှိကားလည်းမရှိဒေါ်သားအိမ်နေရနေထားလိုက်တယ်မမတင်ကိုနှိုးလိုက်ရမလားမနှိုးပါနဲ့ဒေါ်သားရဲ့လမ်းထိပ်သွားပြီးတော့လေလေးပဲတစ်စီလောက်ခေါ်ပေးပါဒီချိန်ဆိုရင်လေးပဲရနိုင်ပါသေးတယ်အေးအတော်သားခေါ်ပေးမယ်နော်ဒေါ်သားကမိမချင်းစာနာတယ်မင်းကြီးမညူနဲ့ထွက်သွားတယ်မမိုးနာလို့အိတ်ကန်းထဲကကလတ်ထိုင်တစ်လုံးမှာသွားထိုင်နေတညင်ညူနဲ့ဝေဒနာကိုခံစားနေရတယ်တော်လေးကြားမှာဒေါ်သားကကားငါလို့ရလာတယ်ဒေါ်သားကအပေါ်ကမမိုးခန်းမှာချင်းရဲ့အိတ်တစ်လုံးရဲ့မမိုးအိတ်ရပေးမှအစင်တင်လှုပ်ထားပေးမှရှိတယ်တခါလေးဆေးရုံတက်ရမှာသွားယူပေးပါနော်အေးဒေါ်သားကမမိုးကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေပါတယ်မမိုးကိုစိတ်အားတင်းလာတယ်ဒေါ်သားချင်းနဲ့အိတ်ကိုယူပြီးတော့ဆင်းလာတယ်မမိုးတယောက်တည်းသွားလို့ဘယ်ဖြစ်မလဲဒေါ်သားလိုက်ခဲ့မယ်မမိုးခေါင်းချင်းပြလိုက်တယ်ဒါဆိုရင်လေအိတ်တကားပိတ်ဖို့မမတင်ကိုနှိုးရအောင်ပါပေါ့
ဒေါ်တောင်းကအဝိစားမြန်လဲပြီးတော့မှဒေါ်တတင်မောနှိုးတယ်ဒေါ်တတင်မောအိယာနေထလာပါတယ်ဒေါ်တောင်းကမမိုးအေးပိုင်းနာနေပြီမို့လို့စိတ်ရုံပို့ရမှာဖြစ်ကြောင်းနဲ့သူ့လိုက်သွားမှာဖြစ်ကြောင်းပြောတယ်ဒေါ်တတင်မောဘာမှမပြောဒေါ်တောင်းကမမိုးအေးကိုတွဲပြီးတော့ကားပေါ်တင်တယ်ဒေါ်တတင်မောတော့တကားပိတ်ပြီးတော့ကြံ့ရစ်ခဲ့ပါတယ်